ရငါတို့ပြင်သွားရအောင် ဖေကော ဥဝင်နဲ့သွားမလားငါဖို့ခေါ်လိုက်မယ် ဖေခေါ်ရ ဒီဘဲဟာ အေးဟာငါ ဖေမလို့ဒီဘဲဟာဒီဘဲဈေးသားတောင်း ဘာလို့တော့ ကိုနေကောတန်ရသွားတော့စင်တော်တော့တယ်ဖြစ်တယ် ဩမီးရလေကွာသူတို့လုပ်တဲ့လုပ်ငန်းပေါ့သူတို့ပဲသိမှာပေါ့နဲတယ်များငါတလေသူတို့နေရာလေးမီးဝင်ခံရကြည့်ပေါ့ပါထားတော့ဒီကောင်ကဥဝင်ကဆင်းပြမှာပါတော့ ဝေးစားတယ်ရကရှော့လို့လာကျွန်တော်ကြီးထဲကများနေပြီ ဟာကိုလိုလည်းအဲ့လိုစိတ်တမျိုးမရှိပါဘူးဟာအကိုလည်းကွာညီလေးလိုဝမ်းစာဖွေရှာနေရတာကွာညီလေးလိုတန်ရတန်ကြီးတဲ့ပို့ပြီးတော့လည်းမတောင်းဘူးနော်ကိုလို့ဆိုညီလေးတို့ထက်တောင်မှစိုးရည်ညီလေးတို့ထက်တောင်မှပိုခက်ခဲရဲ့စီဘိုးလေးရဖို့ရေးပုံနာကြီးလေးရဖို့ရေးတရက်ကိုကောင်းတဲ့ကြီးရဲ့စောင့်ညွန်နေရတာပါကွာဒီကြားထဲဘာကြီးညာကြီးဆိုပြီးပေါ်လာမှာစိုးရလေးတဲ့ဝိတို့ကညာကြီးချိန်တော့လဲဝမ်းစာတော့ကြိုးစားနေရတာကွာဒီနေ့ညီလေးတို့မင်းတို့လည်းသိပါပါ